တုတ်ကြီးကိုပြန်လဲခေါ်ယူဖို့ရှိနေတဲ့ United အားလုံးပဲမင်္ဂလာပါ United Principal ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ် United နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ပြန်လေးခံကြည့်ဖို့မြတ်တာရက်ခံပြစေခင်ဗျာလာမယ့်နေရာဒီမှာ Casemiro ထွက်ခွာမှုနဲ့တူကွင်းတဲ့နေရာကိုပတ်စံကိုရေလို့သုံးပြီးဖြစ်တင်ဖို့အတွက် United ကကစားသမားအများစုကိုစောင့်ကြည့်နေပါတယ်ဒီထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ပုဒ်ကတော့မနေ့ကပဲထပ်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့ United ငယ်မွေးချန်ပေါင် Matt Tomine ခေါ်တုတ်ကြီးကိုအသင်းနဲ့ပြန်လဲခေါ်ယူဖို့ရည်မှန်းထားတယ်ဆိုတာပါ Matt Tomine ကလက်ရှိနာပိုလီအသင်းမှာပျော်ရွှင်နေပေမဲ့မကြာခင်ကာလအတွင်းမှာ United ကိုပြန်လာပြီးသူ့ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတန်တရားရှိသူတွေကိုမှားယွင်းနေတယ်ဆိုတာတသိပြဖို့ဆရာထက်တဲ့နေကြောင်းအီတလီသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Tutto Market ကဖော်ပြထားတာပါဒါကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်ပြီး United ပရိသတ်တွေအတွက်အတော်လေးရင်ခုန်ဖို့ကောင်းပါတယ်။တော်မီနီကပြီးခဲ့တဲ့2024ခုနှစ်က United ကနေနာပိုလီကိုအမျက်ရည်တဆိုးဆိုးနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးအီတလီမျိုးကိုရောက်တဲ့ချိန်မှာပဲနိုင်ရီကန်နဲ့ပြစ်ချလိုက်သလိုချက်ချင်းရှေ့စွမ်းတွေပြနိုင်ခဲ့တာပါ။ဒါကြောင့်ပဲသူပြောင်းရွှေ့ခဲ့တဲ့ဂျာတီမှာအီတလီစီးရီးရဲ့ဖလားကိုစုကူးခဲ့ပြီးစီးရီးရဲ့တနစ်တာအကောင်းဆုံးဆုပါရရှိခဲ့ပါတယ်။ဒီပြကွန်ဒီလာအောင်မှာ United မှာရှစ်စင်ကတန်းချွေစမ်းမရရည်နဲ့စီလိုကွာခြားခဲ့ပြီးဂိုးတွေတင်လိုက်ဖန်တီးမှုတွေပြုလုပ်လိုက်တဲ့တကယ်ကို World Class ကစားသမားတစ်ယောက်ဖြစ်ကြောင်းတနေ့ထက်တနေ့သက်သေပြနေခဲ့တာပါဒီလိုခြေစွမ်းပြမှုကြောင့်ပဲကစားသမားတစ်ယောက်အတွက်အိမ်မက်ကြီးတစ်ခုဖြစ်တဲ့ဘလိုနီအောင်စုစကာတင်စင်းမှာဟာလန်ဒီကလန်ရိုက်စ်တို့ကိုကြော်ပြီးအဆင့်18မှာရပ်တည်နိုင်ခဲ့တာပါဒါက United မှာရှစ်စင်ကပုံမှန်ပွဲထွက်ခွင့်ရဖို့နေလားငါလားစူးစမ်းနေရတဲ့တော်ဝင်းလေးကအီတလီကိုရှော့ပြီးတရားစီတွင်းမှာပဲ United ပရိသတ်တွေမယုံနိုင်စရာကောင်းတဲ့အောင်မြင်မှုတွေကိုပြသခဲ့တာပါပြီးခဲ့တဲ့လအတွင်းမှာလည်းအီတလီစူပါဖလားကိုထပ်မံရယူပြခဲ့ပြီးတရားစီမှာလည်းလမ်းစားချေစွမ်းတွေကိုပြသထားတာပါဒီလိုကစားသမားဟောင်းက United ကိုပြန်လာမယ်ဆိုရင်ဘယ်သူကမှငင်းစရာအကြောင်းရှိမယ်ကိုမထင်ပါဘူးပြောရရင် United ပရိသတ်တွေအနေနဲ့ Matt Tomine ကအကယ်ဒမီတော်ဖြစ်ပြီးအသင်းပေါ်ထားတဲ့သူ့ရဲ့စိတ်ဓာတ်နဲ့အားထုတ်မှုကိုဘယ်သူမှတန်တရားမရှိကြတဲ့ပြင်နာပိုလီမှာတကယ်ကို World Class အဆင့်ခြေစွမ်းပြထားတာကြောင့်ပိုပြီးတိုးတက်လာတဲ့ကစားသမားတစ်ယောက်အနေနဲ့ပြန်လာတာကိုမြင်ကျင်ကြမှာပါတကယ်လို့ Tomine သာပြန်လာခဲ့ရင်လာမယ့်ရှာတီကိုဘီမိုင်းတို့ဥကာဒေးစားတဲ့ကစားသမားတွေနဲ့ပွဲထွက်လာမှာကိုမြင်တွေ့ရဖို့ရှိနေပါတယ်တေချာလာတစ်ခုက Matt Tomine အနေနဲ့နာပိုလီမှာကစားခဲ့သလို Shadow Striker အနေနဲ့ကစားရဖို့ရှိနေပြီးမထင်မှပဲဂိုးတွေကိုပြေးဝင်ပြီးတွင်းတာတွေကိုမြင်တွေ့ရဖို့ရှိနေပါတယ်တကယ်တော့ Tomine ဟာအသင်းကဂိုးရဖို့ဖန်တီးပေးနိုင်တဲ့အပိုင်းမှာအားနည်းပေမဲ့သူဝင်လာပြီးဆိုရင်ဂိုးဘလို့တွင်းရမလဲဆိုတာကိုအမြဲချောင်းလေးရှိပြီးလေးလေးသလိုဝင်ပြီးအဆုံးသတ်ပစ်တာပါနာပိုလီမှာအခုလိုခြေစွမ်းတွေပြနိုင်နေတဲ့ပေါ်အီတလီသတင်းစာတွေကသူ့ကိုနီးစနစ်ပိုင်းထက်ဂျိုပိုင်းဆိုင်ရာအသာတဲ့အင်္ဂလန်ကစားသမားဆိုတဲ့အမြင်ကနေပြည့်စုံတဲ့ကွင်းလင်းလူဆိုတဲ့အမြင်ဘက်ကိုပြောင်းလဲစေခဲ့ပါတယ်အခုလိုနာပိုလီမှာအသားကျပြီးအေးဆေးခြေစွမ်းပြနေတဲ့ Tomine ဟာ United ကိုပြန်လာပြီးအသင်းကသူ့ကိုထုတ်ပယ်ခဲ့တဲ့ပေါ်မှားယွင်းကြောင်းသက်သေပြချင်နေခဲ့တာပါ United မှာ22နှစ်ကြာဖြတ်တန်းခဲ့ပြီးအသင်းရဲ့အနေမြင့်အတက်ကြအားလုံးကို Tomine ကပရိသတ်တယောက်လိုခံစားခဲ့သူပါဒါကြောင့်သူ့အတွက် United ဆိုတာကစားသမားဘွားနေမဟုတ်ပဲသူ့ရဲ့အိမ်လိုဖြစ်နေတာပါ United ဘက်ကမထွက်ခွာခင်အချင်းရာသီတွေတုန်းကတခြားအသင်းတွေကကန်လန်းခဲ့ပေမဲ့သူဟာရန်ကုန်မှာထိုင်ရရင်တော့ United မှာပဲတိုက်ပွဲဝင်မယ်ဆိုပြီးညှင်းခဲ့ပူပါတယ်နောက်ဆုံးအသင်းရဲ့ဗန်နာရေးချိန်တွေကြောင့်ရောက်ထုတ်ခံရတဲ့အချိန်ကြမှာသာသူ့အနေနဲ့မျက်ရည်လဲပြီးထွက်ခွာသွားခဲ့တာပါအခုတော့ကမ္ဘာအဆင့်ကစားသမားတယောက် United ရဲ့ DNA ပြည့်ရှိတဲ့ Tomine တယောက်အသင်းကိုပြန်လာမလားဆိုတာကတော့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ် United ကိုချင်ငင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်